မင်္ဂလာပါရှင်ကယ်ရီခါတရုတ်ပြည်ပြန်ရောက်တာကြာပြီ10ရက်ကျော်နေပြီဒါပေမဲ့အလုပ်အရင်များလို့ရောက်ကချီရောက်ခမကိုတရက်မှသမီးဟင်းမချက်ကျွေးသေးဘူးဒီနေ့ကတော့ရောက်ကချီနဲ့ရောက်ခမကိုသမီးဟင်းချက်ကျွေးမှာဖြစ်ပါတယ်ဒီမှာကချင်မဆိုတော့ပဲပုတ်ကြော်ကမပါမနေရတာဝီခါကြော်ထားတာပြီးလို့ရှိရင်ကြက်သားနဲ့အာလူစီပြန်ချက်မယ်ကော်ဖီထုတ်ကြော်မယ်ပြီးလို့ရှိရင်ဘူးတီနဲ့ဗာလဲတပိုးဗာလဲဒီရက်ဟာနဲ့ဟိုကကြက်ဥနဲ့ဟင်းရချက်မှာပေါ့နော်ကဲဒီမှာကြည့်ပြီးခါစီတက်ထားတာလုံးဝအနစ်ဆိုအများကြီးပဲအရက်မွေးနေပြီအခုတော့မှခဏနေဆိုဝယ်ရုပ်တီးထည့်မယ်ဝီခါသမင်းဟင်းချက်တာအသေးစိတ်ကိုတော့ဝီခါမရိုက်ပြတော့အလုံးနည်းနည်းများနေတာဖြစ်တဲ့အတွက်ချက်ပြီးမှပဲရောက်ကချီနဲ့ရောက်ခမအောင်ကျွေးမယ်သူတို့ဝီခါရဲ့လက်ရာကဘယ်လိုမျိုးနေမလဲဆိုတော့သူတို့ဘယ်လိုပုံစံဖြစ်မလဲပေါ့နော်ဗီဒီယိုအဆုံးထိလိုက်ကြည့်ကြရအောင်နော်တကယ်ချင်းတို့ကဲဝီခါသမင်းဟင်းချက်လိုက်အောင်နော်ဒီဟာကဝီခါညနေရမှကြက်မဲတကောင်တော့ဝယ်လာတာအရှင်နဲ့လုံးဝလက်လက်ဆက်ဆက်ပဲဒီမှာအသားသုံးနေဆိုကြီးကြီးပဲကဲမိသားစုတွေစားမယ်ဆိုတော့လေဒီမှာပြောမဲတာရေးဖို့ဝါ special ပဲအာလူလေးကျထည့်လိုက်ကဲနောက်ဆုံးကတော့ချက်ပြီးပါပြီဒီမှာလူကြီးတွေစားမယ်ဆိုတော့အသားကိုလုံးဝကိုပျော့ပြဲနေအောင်ကိုချက်ထားတယ်ဒီမှာလုံးဝ special ကဲဒီမှာကြည့်အောင်ကဲစပွဲပေါ်မှာလည်းခင်းလေးအစင်တင်မယ်ကဲလာခဲ့ပါဦးဝီခါပါလေးထက်ချက်ထားလဲဆိုလာကြမ်းကဲဒါတော့ကော်ဖီထုံးနဲ့အမဲသားကြော်ပြီးလို့ရှိရင်ဒီဟာပဲပုတ်ကြော်ဒါအပြန်ဝယ်လာတာတာဝီခါကိုလည်းတုတ်ထားတဲ့ဟာတီးဟီဘလောက်လေးနဲ့သမင်းစားပါတော့မယ်ချစ်ဖာလို့来吃饭。我靠，这个你奶奶的肯定是吃不完的。ဒီမှာကြောင့်သမင်းပကံခူးထားတာလုံးဝအတိပဲ干啥嘛？来爸尝一口软的很我你看လူကြီးတွေကိုချက်ကျွေးတာမလို့ဒီမှာကြည့်အသားဆိုလုံးဝပျော့ပြဲနေအောင်ချက်ထားတာ这么大一块肉吗？你吃好不好吃好吃，好吃စားလို့ကောင်းတယ်တဲ့ခိုင်ရောက်ပြီ老妈吃一口吃一口。这样就够。咦，嚼都还没嚼，香得很。ဝါတော့မေဝါသေးဘူးအရင်စားလို့ကောင်းတယ်တဲ့ဗီဒီယိုရိုက်နေတော့ကဲဗီခါတို့မိသားစုသမင်းဝိုင်းလေးကတော့ဒီလိုပါပဲဒီမှာကြည့်ရိုးရိုးရှင်းရှင်းကလေးဗီခါတို့သမင်းစားလိုက်ပါဦးမယ်ကမ我那就够了，你吃。那红了，那平时比较厉害，我拿那个家伙来。ကဲမိသားစုသမင်းဝိုင်းလေးကတော့အခုလိုမျိုးဖြစ်ပါလေရှင်နောက်ဗီဒီယိုလေးမှာပြန်ထပ်တွေ့ကြမယ်နော်ဘိုင်ဘိုင်